ကတော့ရန်ကုန်ကိုညအိတ်ကိုရန်ကုန်သွားဖို့ကားပေါ်ရောက်နေပါရှင်ရန်ကုန်ညအိတ်ကားစီသွားမှာဖြစ်ပါတယ်ဟိုက်ခါကားမထွက်သေးဘူးနော်ကားထွက်ရင်တော့ဗီဒီယိုပြေးပါမယ်ဘိုင်ဘိုင်လို့ပြောလိုက်ဘိုင်ဘိုင်ဒီမှာပေါ့နော်ကားတွေအများကြီးပဲရှိပါတယ်ဒါဆိုရင်လည်း TV ကြည့်ဖို့ TV နဲ့ပါရေဘူးလည်းပြီးတယ်ပေါ့နော်မကားတွေအများကြီးပါပဲရှင်ကားထွက်ရင်ပြည့်ပါမယ်ဘိုင်ဘိုင်အခုတော့ဆက်ထပ်ပါပြီရှင်အပြင် decoration ကိုပြပါမယ်ဒါကတော့အပြင် decoration ပေါ့နော်ဒါ6:45ရဲ့အမောင်ချိန်ပဲဖြစ်ပါတယ်ရှင်စူညံတနေကိုတိခတ်ပေးပါလို့ပြောချင်ပါရှင်ဒါဆိုရင်တော့ကာဘာနန်းတော်ပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ရန်ကုန်ပေါ့နော်ရန်ကုန်သွားမှာရန်ကုန်ကိုညအိတ်ကားစီးပြီးတော့မှာဖြစ်ပါတယ်ရွှေမတီဒါရတော့တယ်လီမိုဒါရတော့ထုတ်ထုတ်ကြည့်ပါနောက်လေးကြည့်လိုက်ပါစားပါလေဒါရညီမတို့လုံးပဲပေါ့နော်ကဲပြန်တွေ့ပါမယ်ဘယ်မှာလဲတော့မသိသေးပါဘူးရန်ကုန်မှာလည်းတွေ့ချင်လဲတွေ့မယ်ညအိတ်တာကိုပြန်ပြချင်လဲပြမယ်ပေါ့နော်ကဲဘိုင်ဘိုင်ကဲခွာရမီးပိတ်ထားတော့မှာတော့9 နာရီ12မိနစ်ရှိပြီပေါ့နော်ဒါကိတ်မှာပဲဖြစ်ပါတယ်ကဲဟွာပေါ့နော်နားတဲ့အချိန်မှာပြန်တွေ့မယ်ပေါ့နော်အဲ့အိတ်လိုက်ပါအောင်မရှင်နားတဲ့အချိန်မှာပြန်တွေ့မယ်ပြီးတော့ကြာနားတဲ့အချိန်မှာပြန်တွေ့ပြီးရင်နော်ရန်ကုန်မှာပြန်တွေ့မှာဖြစ်ပါတယ်နေလာပါရှင်ခုကတော့နားနေပြီပေါ့နော်ဟုတ်တယ်ဘယ်နားမှာနားလားဟုတ်တယ်နေပြီးတော့နားမှာနားတာပေါ့နော်ကြိုင်ရန်ကုန်ဆက်တော့ပဲဖြစ်ပါတယ်နားအချိန်မှာအေးတောက်လိုက်ပါအောင်နော်အင်းဆုံးခေါင်းဆွဲပါစကြပါစို့ကကားပေါ်ရောက်မှပြန်တွေ့မယ်ညကိုရောက်မှပြန်တွေ့ပါရှင်ရန်ကုန်မြို့ရောက်လာလို့ရေမိုးချိုးတဲခုလေးပါပေါ့နော်ရေမိုးချိုးပြီးတော့ကြာတော့ခက်ဆွဲပန်းစားလာအပြင်သွားမှာပေါ့နော်ဘိုင်ဘိုင်မိကတိပြန်လာမိုင်းကတိပြန်လာပြောင်းဘိုင်ဘိုင်နဲ့ပါရှောက်ရိုင်းမှာပဲပြန်ပြမယ်ပေါ့နော်ရှောက်ရိုင်းပြန်လာခဲ့ပါမယ်ရှင်ပတ်စတူပါဒါပတ်စတူပါတော့ကဲအားလုံးပါဒါတော့ပေါ့နော်အပြင်တော့လက်သေးတက်လို့လာပါဒီမှာလက်သေးတွေရောချီသေးရောပေါ့နော်လက်သေးဆိုင်မှာတက်လို့လာပါ